16သင်းစင်းကနေတက်ပြန်ခဲ့ရတဲ့ပေါ်တူဂီသင်းနဲ့ဘရာဇီးသင်းတို့စုချင်းဝင်ဘယ်လောက်ထိရရှိခဲ့ကြလဲလက်ရှိ2026ကမ္ဘာဖလားမှာ FIFA ကထုတ်ပြန်ထားတဲ့စုချင်းဝင်ခွဲဝေသတ်မှတ်ပုံကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment My Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကမ္ဘာဖလားကပထမဆုံးချိန်48သင်းနဲ့ကျင်းပတာဖြစ်ပြီးစုချင်းငွေတွေကိုလည်းအရင်ကထက်တိတိတသာတိုးမြင့်ထားပါတယ်စုချင်းငွေတွေကိုအနည်းဆုံးကနေအများဆုံးထိပြောပြပေးသွားပါမယ်အရင်ဆုံးအုပ်စုအဆင့်ကနေထွက်ခွာခဲ့တဲ့အသင်း16သင်းတောင်မှအမေရိကန်ဒေါ်လာ10သန်းစီရရှိမှာပါဒီပမာဏကမြန်မာငွေနဲ့ဆိုရင်အကြမ်းမြင့်45ဘီလီယံလောက်ရှိပါတယ်အုပ်စုအဆင့်ကနေမကျော်နိုင်ခဲ့ပေမဲ့ဒီပမာဏကအသင်းအများစုအတွက်အလွန်ကြီးမားတဲ့စုချင်းငွေတစ်ခုဖြစ်ပါတယ်အဲ့ဒီနောက်32သင်းဆင့်ရောက်ပြီးမှထွက်ခွာသွားတဲ့အသင်းတွေကတော့ဒေါ်လာ12သန်းစီရရှိမှာဖြစ်ပါတယ်နောက်တစ်ဆင့်ဖြစ်တဲ့16သင်းအဆင့်ထိတက်ရောက်ခဲ့တဲ့အသင်းတွေကတော့ဒေါ်လာ16သန်းစီရရှိမှာဖြစ်ပါတယ်16သင်းကနေလက်ပြန်ခဲ့ရတဲ့ရိုနယ်ဒိုရဲ့ပေါ်တူဂီသင်းနဲ့နီမာရဲ့ဘရာဇီးသင်းတို့ကတော့16သန်းစီရရှိခဲ့ကြပါတယ်ကွာတာဖိုင်နယ်ထိတက်ရောက်ခဲ့တဲ့အသင်း၄သင်းကတော့ဒေါ်လာ30စီရရှိမှာပါဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့တဲ့အသင်း၄သင်းကတော့ပထမဒုတိယတတိယစတုတ္ထဆိုပြီးတော့မှအဆင့်၄ဆင့်ခွဲဝေသတ်မှတ်ထားပါတယ်စတုတ္ထရတဲ့အသင်းကဒေါ်လာ28သန်းတတိယနေရာရတဲ့အသင်းကဒေါ်လာ30ဒုတိယနေရာရတဲ့အသင်းကဒေါ်လာ34သန်းရရှိမှာဖြစ်ပါတယ်နောက်ဆုံး2026ကမ္ဘာဖလားမှာချန်ပီယံအသင်းကတော့အမေရိကန်ဒေါ်လာ50သန်းရရှိမှာဖြစ်ပါတယ်မြန်မာငွေနဲ့အကြမ်းမြင့်တွက်ကြည့်မယ်ဆိုရင်ဘီလီယံ230နီးပါးအထိရှိနေတာတွေ့ရပါတယ်ဒါကကမ္ဘာဖလားသမိုင်းတစ်လျှောက်အမြင့်ဆုံးချန်ပီယံဆုကြေးတွေကတစ်ခုလည်းဖြစ်ပါတယ်အရင်က2014ကမ္ဘာဖလားမှာချန်ပီယံအသင်းကဒေါ်လာ38သန်း2022ကမ္ဘာဖလားမှာချန်ပီယံအသင်းကဒေါ်လာ42သန်းရရှိခဲ့ပေမဲ့အခု2026ကမ္ဘာဖလားမှာတော့ဒေါ်လာ50သန်းထိတိုးမြင့်ပေးထားပါတယ်ပြိုင်ပွဲကို48သန်းထိတိုးမြင့်ကျင်းပလာတာနဲ့အတူစုချင်းငွေတွေကိုလည်း FIFA ကအဆင့်မြင့်တင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာဖလားကဂုဏ်သိက္ခာအတွက်သာမဟုတ်ပဲအသင်းတွေအတွက်ငွေကြေးရလဲတန်ဖိုးအကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်နေသေးပါဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီနေ့ကမ္ဘာဖလားမှာဒေါ်လာ50သန်းနဲ့စုရေးကိုဘယ်အသင်းကစုခိုးနိုင်မယ်လို့ထင်လဲဘယ်အသင်းကချန်ပီယံဆုဖလားကိုသိမ်းပိုက်သွားမယ်လို့ထင်လဲကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါဦးဗျအားလုံးကျေးဇူးအထူးတင်ပါတယ်ဗျာ